ကျောင်းကကလေး18ယောက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့ခင်ပွန်းနဲ့သားကိုတော့မကယ်တင်နိုင်ခဲ့ရှာတဲ့မှုကြိုစရာမှပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမဆက်လီကနေပြန်လေကြိုဆိုလိုက်ပါတယ်မက်စလာ28ရက်နေ့ကမန္တလေးနဲ့စကိုင်းကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့ပြင်းအားမြင့်ငလင်ကြောင့်အိုးအိမ်တွေပြက်ခဲ့ရတယ်လို့မိသားစုတွေကလည်းအချိန်2မိနစ်အတွင်းမှာအပြေးတိုင်ဝေးကွာသွားရတာတွေရှိပါတယ်မန္တလေးနဲ့စကိုင်းကိုဗဟိုပြုလုပ်ခတ်သွားတာကြောင့်အဆိုပါမျိုးနှမျိုးကတခြားမျိုးတွေထက်အပြက်စီးဆုံးရှုံးနေများခဲ့တာပါရှေးဟောင်းဖျားများစွာရှိတဲ့စကိုင်းမှာဆိုရင်ရှေးဟောင်းယဉ်ကျေးမှုအဆောက်အဦတွေနဲ့ဇေဒီပထိုးတွေလည်းမြေခခဲ့ရတာဖြစ်ပါတယ်။မန္တလေးမြို့မှာတော့အပြက်စီးအဆုံးရှုံးများစွာတည်တဲမှာ Sky Villa Golden နဲ့ Great Wall Hotel တို့ကပြိုကျမှုကလူတွေအထိခိုက်ပိုများပြီးတော့စိတ်ကြေကွဲစရာဖြစ်စဉ်တွေလည်းတော်တော်များများရှိသွားခဲ့ပါတယ်။ Great Wall Hotel ဖြစ်စဉ်မှာဆိုရင်ဟိုတယ်ပိုင်ရှင်ကကယ်ဆယ်ခွင့်မပြုခဲ့ရကြောင်းမန်နေနေရွှေကခင်ပွန်းနဲ့သမီးနှစ်ဦးကိုရင်နာနာနဲ့ဆုံးရှုံးထားခဲ့ရဖြစ်ပါတယ်။မန်နေနေရွှေတို့ဖြစ်စဉ်လေးနဲ့တိုက်ဆိုင်နေတဲ့မူဂျိုဆီယာမတဦးရဲ့အဖြစ်အပျက်လေးကလည်း Sky Villa Golden မှာဖြစ်ပွားသွားခဲ့တရားပါ။မူဂျိုဆီယာမမဖူးပြေဆောင်ကလမ်း30ကမူဂျိုကျောင်းကဆီယာမတဦးဖြစ်ပြီးတော့ခင်ပွန်းဖြစ်သူကတော့ Sky Villa ကမန်နေဂျာတဦးဖြစ်ပါတယ်။ငလင်လောက်ခတ်စင်မှာတော့မဖူးပြေဆောင်တို့ဆီယာမတွေကကလေးလေး18ဦးကိုရင်ခွင်ထဲထည့်ကဘေးလွတ်ရာကိုကယ်တင်နိုင်ခဲ့ကြပါတယ်။ကိုရိုင်းကတခြားကလေးလေးတွေကိုဘေးလွတ်ရာမှာကယ်တင်ပေးနိုင်တယ်လို့တားဖြစ်သူကိုလည်းဖခင်ဖြစ်သူကဘေးလွတ်ရာမှာကယ်တင်ထားနိုင်မယ်လို့မဖူးပြေဆောင်နေနဲ့ယုံကြည်ထားခဲ့ရပါအမှန်တကယ်မှာသူမအနေနဲ့ခင်ပွန်းဖြစ်သူနဲ့တားရှိရဲ့ Sky Villa စီကိုရောက်သွားချိန်မှာတော့သူမျောလင့်ထားတယ်လို့မဟုတ်ဘဲနဲ့ Sky Villa ကွန်ဒိုကြီးရဲ့တချမ်းဟာပြိုကျနေရကိုမြင်တွေ့ခဲ့ရပါတယ်။တခြားသူတွေဟာအစာအုပ်အပြိုအောက်ကနေအသက်ရှင်လျက်တွေးကြတာတွေရှိတယ်လို့ဓာတ်ပေါ်တွေကိုပဲပြန်တွေ့တာမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့မတ်ဖိုးပြေဆောင်ရဲ့သားနဲ့ခင်ပွန်းကိုတော့အခုထိမတွေ့သေးပါဘူး။သူမအနေနဲ့ခင်ပွန်းနဲ့သားအတွက်ရဲလေစွန်းနဲ့တရားနာပြီးပေမဲ့မရဲတရဲလေးတော့ရင်ထဲမှာပြန်လာအောင်မယ်လို့မျှော်လင့်နေကြတာပါ။ခင်ပွန်းနဲ့သားဖြစ်သူကသူမကိုအခုချိန်ထိအိမ်မက်ပေးတာမျိုးလည်းမရှိသေးတာကြောင့်တနေရာမှာတော့ရှင်တန်နေကြအောင်မယ်လို့ထင်နေခဲ့တာဖြစ်ပါတယ်။တိုက်ပြက်ကြီးအောင်မှာ10ရက်ကျော်ကြာအသက်ရှင်နေနိုင်ဖို့ဆိုတာရာဂိုင်တော့အလွန်နေပါတယ်။ဒါပေမဲ့မတ်ဖိုးပြေဆောင်ကတော့ခင်ပွန်းနဲ့သားကိုနေ့စဉ်စောင့်မျှော်နေပါတယ်။တခြားကလေးတွေကိုသူမအနေနဲ့ကယ်တင်လိုက်နိုင်ပေမဲ့သားအရင်ဖြစ်သူကိုတော့မကယ်တင်နိုင်နိုင်တာကြောင့်နောင်တတွေကလည်းအလိုလိုရနေကြရပါ။ခင်ပွန်းတဲ့ကသားဖြစ်သူကိုအရန်ချစ်သူဖြစ်တာကြောင့်သားကိုနောက်ဆုံးချိန်ထိအသက်နဲ့လဲကာဝယ်ပေးသွားမယ်လို့မတ်ဖိုးပြေဆောင်ကတော့ယုံကြည်ထားပါတယ်။သားဖနှစ်ဦးကိုအသက်ရှင်လျက်မတွေ့ရင်တောင်နှစ်ဦးသားဖက်လျက်ဖြစ်စေလက်ချင်းခွဲမရအောင်ချိတ်လျက်ဖြစ်စေပြန်တွေ့ရင်ကိုပဲသူမအနေနဲ့ဖြည့်စရာတတ်တာရအောင်မယ်လို့ဆိုခဲ့ပါတယ်။အခုတော့ခင်ပွန်းနဲ့သားကိုအစားနာလေးတောင်မတွေ့ရသေးပဲကယ်ဆယ်ရေးတွေကလည်းရန်နာလိုက်ပြီးဖြစ်ပါတယ်။ဆီယာမဖူးပြေဆောင်ကခင်ပွန်းနဲ့သားရဲ့အဝတ်အစားနဲ့အသုံးဆောင်ပစ္စည်းလေးတွေကိုဘာကဖုန်ကြီးကျောင်းစာတင်ကျောင်းမှာသွားလူပြီးတော့အလူတွေပြုလုပ်ပေးနေပါတယ်။သားဖနှစ်ဦးအနေနဲ့ခံတာမရှိတော့ရင်တောင်သူတို့ရဲ့ဝိညာဉ်လေးတွေအေးငြိမ်ပြီးတော့နောင်ဘဝမှာကောင်းမွန်စွာနေနိုင်ဖို့အတွက်မဖူးပြေဆောင်ကအလူတန်းတွေအမြဲပြုပေးသွားမှာဖြစ်ပါတယ်။ကလေး18ဦးကိုအန္တရာယ်ကင်းအောင်ကာကွယ်နိုင်ခဲ့ပေမဲ့သားအရင်ဖြစ်သူကိုတော့မကာကွယ်ပေးနိုင်ခဲ့ရှာတယ်။ဆီယာမဖူးပြေဆောင်လည်းဒီလိုဖြစ်ဆိုးမျိုးနဲ့အမြဲကင်းဝေးစေဖို့ဆုတောင်းပေးလိုက်ပါရရှင်။မြန်မာနိုင်ငံကြီးလည်းအမြန်ငြိမ်းချမ်းပြီးတော့နှစ်သက်ချိန်ကာလမှစပြီးကောင်းမွန်ခြင်းတွေကိုပဲကြုံတွေ့ရဖို့အတွက်တောင်းဆုပြုလိုက်ပါရနော်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။